အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီ Proxmox ပေါ်မှာ Windows 10ကို install လုပ်ပြပြမှာဖြစ်ပါတယ်ကျွန်တော်တို့ Windows 10ကို install လုပ်ဖို့အတွက် Windows 10 ISO file ရဲ့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Windows driver ISO file ရဲ့နှစ်ခုလိုပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော် Windows ဒီ ISO upload လုပ်တာတော့ကျွန်တော်မပြောပြတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ driver file upload လုပ်တာနဲ့တူတူပဲပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ driver file ကိုဒီ menu ရဲ့ upload လုပ်တာရဲ့နောက်ပြီးလို့ရှိရင် direct link ကနေ download လုပ်ပြီးတော့မှဒီတင်တာရဲ့နှစ်ခုလုံးကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီ menu ရဲ့ upload လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ window ဒီ driver ISO file ကိုကျွန်တော်ဒီ description မှာပေးထားတဲ့ link ကနေ download လုပ်လို့ရပါတယ် download လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Proxmox ကိုဖွင့်ပြီးတော့မှအဲဒီမှာ local ကနေတွားပြီးတော့ ISO image ဆိုတဲ့နေရာကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့အဲဒီမှာ upload ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့မှဒီကျွန်တော်တို့ ISO file ရှိတဲ့လမ်းကြောင်းရေးပြီးတော့upload လုပ်လိုက်လို့ရှိရင် auto upload လုပ်သွားပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒီအချိန်ခဏဆောင်ကြပါမယ်Okay ဒီလိုမျိုးကျွန်တော်တို့ finish file import successfully ဆိုပြီးတော့တွေ့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ upload တင်လို့ပြီးတော့ပါပြီ Okay နောက်တစ်နည်းကကြတော့ကျွန်တော်တို့ဒီ ISO ကို directly ကနေ download လုပ်တဲ့နည်းလေးကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်တို့ဒီမှာပေါ့နော် data center ကိုသွားပြီးတော့ဒီ local ဆိုတဲ့နေရာလေးကိုတွားလိုက်ပါပြီးရင် ISO ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ဒီမှာ download from viewer ဆိုတဲ့ကောင်လေးရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်ဒီ description မှာပေးထားတဲ့ ISO link လေးကိုထည့်ပြီးတော့မှ query လုပ်လိုက်မယ်ပေါ့နော်query လုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာတက်လာပြီပေါ့နော်ဒါကျွန်တော်တို့ဒီ file ရဲ့နာမည်ပေါ့နော်ဒီမှာသူ့ရဲ့ megabyte ဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုပြပြထားလိုက်ပေါ့နော်ကျွန်တော်ကဒီခုနကဒီ manual upload လုပ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုဆက်ပြီးတော့ download မလုပ်တော့ဘူးပေါ့နော်တကယ်လို့ download လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ download လုပ်နိုင်ရပါပြီ Okay ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ VM create လုပ်တော့မယ်ပေါ့နော် VM create လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီညာဘက်ပေါ်ကဒီမှာပေါ့ create VM ဆိုတဲ့ခေါင်းလေးရှိတယ်ခေါင်းလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ ID က auto assign လုပ်တယ်ပေါ့နော်နာမည်ကတော့ကျွန်တော်တို့ကြိုက်တာပေးလို့ရပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီ Windows တင်မှာဆိုတော့ပေါ့နော်ကျွန်တော် Windows test လုပ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကောင်ပြန်ဖြတ်မှာဆိုတော့ပြီးရင်ကျွန်တော် next ကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာကကျတော့ကျွန်တော်တို့ဒီ Windows ရဲ့ ISO file ကိုလာရွေးပေးရမှာပေါ့နော်ဒီ storage ကကြတော့ကျွန်တော်ကဒီ local မှာပဲရှိရပါတော့တချို့ network drive တွေတုံးနေလို့ဆိုရင်လည်းဒီမှာပေါ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာမပြောင်းတော့ local ပဲပြီးရင်ကျွန်တော်တို့ဒီမှာ Microsoft Windows ပေါ့နော် version ကတော့ကျွန်တော်တို့အဆင်ပြေထားလိုက်လို့ရတယ်ခုလို့ဆိုတော့ကျွန်တော်ပေါ်ဆုံးဟာပဲယူထားလိုက်မယ်ပေါ့နော်နောက်ပြီးရင်ဒီ ISO image မှာကျတော့ကျွန်တော်တို့ဒီတင်မဲ့ Windows ရဲ့ ISO ပေါ့နော်ကျွန်တော်ဒီမှာ Windows 10ကိုတင်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ Windows 10ကိုရွေးလိုက်မယ်ပေါ့နော်Okay ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ next ကိုဆက်ပြီးတော့နှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဘာမှပြောင်းကြမလို့တကယ်လို့ဒီ storage ဒီမှာပုံဆိုရင်ကျွန်တော်ဒီမှာ local ဟာရေးပေးလို့ရတယ်ပေါ့နော်ဒီဆိုရင်တူတူပဲပေါ့နော်ကျွန်တော် local ကိုပဲရွေးလိုက်မယ်ပြီးရင်ကျွန်တော် next ကိုပဲဆက်သွားလိုက်မယ်ပေါ့နော်ကျွန်တော်ဘာမှမပြောင်းတော့ဘူးပေါ့နော်ပြီးလို့ရှိရင်ဒီမှာကကျွန်တော်တို့ဒီ Windows ရဲ့ hard disk ကိုကျွန်တော်တို့ဘယ်လောက်ပေးမလဲပေါ့နော်ကျွန်တော် close 40ပေးလိုက်ပါမယ်ဟိုနည်းနည်းစမ်းရတာအဆင်ပြေအောင်လုပ်ပေါ့နော်ပြီးရင်ကျွန်တော် bandwidth တွေပါတယ်တတ်မှတ်ချင်းတတ်မှတ်လို့ရတယ်ကျွန်တော်ဘာမှမပြောင်းတော့ဘူးဒီမှာတော့ပြီးရင် next ပဲသွားလိုက်မယ်ပြီးရင် CPU ကကျွန်တော်ဘယ်လောက်ပေးမလဲပေါ့နော်ကျွန်တော်လက်ရှိကစမ်းတာဆိုတော့ကျွန်တော်အတွက်1 ဆိုရင်လုံလောက်တယ်ပေါ့နော်ပြီးရင်ကျွန်တော် next ပဲသွားလိုက်မယ် memory က 4GB ဆိုရင်တော့လုံလောက်ပါတယ်ဒါ standard တော့ပဲဆိုရင်တော့လေဒီ next ပဲဆက်နေလိုက်မယ်ဒါက network ပေါ့နော် network ကိုတော့ကျွန်တော်ဘာမှမရေးတော့ဘူးဒီတိုင်းပဲ default တိုင်းပဲထားမယ်ပြီးရင်ကျွန်တော် next ကိုဆက်သွားမယ်ပေါ့နော် okay ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ finish ကိုနှိပ်လိုက်မယ်ပေါ့နော်Okay ပြီးသွားပြီပေါ့နော်ဒီမှာ VM create လုပ်နေပြီတက်လာလိုက်မယ်ပေါ့နော်ဒီ VM ကို installation မလုပ်ခင်မှာ hardware ကိုရင်သွားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ S ဆိုတဲ့နေရာကိုနှိပ်ပြီးတော့မှဒီ CD drive ဆိုတဲ့ကောင်လေးကိုရွေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော် use CD drive this image file ဆိုတဲ့နေရာလေးကိုရွေးပြီးတော့မှ local disk လေးကိုရွေးလိုက်မယ် ISO နေရာမှာကျွန်တော်တို့ခုနက download လုပ်ထားတယ်ဒါမှမဟုတ်လို့ရှိရင် upload လုပ်ထားတဲ့ဒီ Windows driver ပေါ့နော်ဒီကောင်ရွေးပြီးတော့မှ add လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်ဘာလို့ဒီကောင်ကိုဒီထဲမှာထည့်ရလဲဆိုတော့ပေါ့နော်တစ်ခါကြာလို့ရှိရင်ကျွန်တော်တို့ Windows တင်တဲ့အချိန်မှာဒီ hard disk ကိုမတွေ့တာတော့ပြီးလို့ရှိရင် Windows တက်လာတဲ့အချိန်မှာ driver တွေပြန်ပြောင်းနေတာမျိုးဆို driver တွေပြောင်းနေတာမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုတုံးပြီးတော့ပြန်ပြီးတော့ဒီ driver တွေ install လုပ်လို့ရတယ်ပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Windows ကိုပေါ့ start လုပ်လို့ရပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ VM ပေါ် right click ထောက်ပြီးတော့ start နေလိုက်ပဲပေါ့နော်ကျွန်တော်တို့ control လုပ်ဖို့အတွက်ဒါ double click ခောက်လိုက်ရုံပါပဲဆိုရင်ကျွန်တော်ဒီမှာ connecting လုပ်နေပြီပေါ့နော် Okay ကျွန်တော် press any key ဆို enter ပေါ့ဒီစင်းရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံမှန် Windows တင်တယ်လို့ပဲတင်သွားလို့ရပါတယ်
ဒီမှာတော့ကျွန်တော်ဘာမှပြင်စရာမလိုဘူးဒီ time နဲ့ currency format တွေပါညာတွေကကျွန်တော်နောက်မှပြောင်းမယ်ပေါ့နော် next ပဲနေလိုက်မယ်ပြီး install လုပ်လိုက်မယ်ပြီးတော့လို့ရှိရင်တော့ကျွန်တော်ဒီမှာ I don't have program ပြီးကိုတင်ခြင်းတဲ့ window ပေါ့နော်ကျွန်တော်ဒီမှာတော့ Windows 10 Pro ကိုပဲယူလိုက်မယ်ပြီးတော့ I accept next ပေါ့နော်လို့ရှိရင်ကျွန်တော်ဒီမှာ upgrade ရှိတယ် custom ရှိတယ်ကျွန်တော် custom ပဲရွေးမယ်ပေါ့နော်ခုနကကျွန်တော်ဒီ driver မထည့်ခဲ့ဘူးဆိုရင်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီ hard disk ကိုမတွေ့တာတွေပါဖြစ်နေတယ်ပေါ့နော်အချမ်းကျွန်တော်ဒီ load drive ဆိုတဲ့ညာရတော့ပြီးတော့မှပြန်ရွေးလို့ရတယ်ပေါ့နော်အခုကမြင်နေဆိုတော့ကိစ္စတော့မရှိဘူးကျွန်တော်ပြီး next ဆိုတဲ့ခေါင်းလေးကိုတွားလိုက်မယ် okay installation တော့စနေပါပြီကျွန်တော်တို့ပြီးတဲ့အထိခဏစောင့်ကြပါမယ်ဗီဒီယိုကြာနေမှာဆိုတော့ကျွန်တော်နည်းနည်းရေးလိုက်ပါမယ်Okay ဒီတော့ဆိုတော့ကျွန်တော်တို့ဒီမှာ United States ကိုရွေးမယ်ပေါ့နော်ပြီးရင် yes ပြီးရင်လည်းကျွန်တော်ဒီမှာဒီ default တိုင်းပဲထားလိုက်မယ်ပေါ့နော်ပြီးရင် yes ကိုတွားမယ်ဒီမှာကိုနှိပ်မယ် Okay ဒီစင်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် I don't have internet ဆိုတဲ့အကောင့်လေးကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာဘာမှမလုပ်ပေါ့နော်ဒီ account နဲ့ပါတယ် connect မလုပ်ဘူးကျွန်တော်ဒီမှာ continue with limit step လို့ပဲတွားလိုက်မယ်ပေါ့နော်နာမည်တော့ကိုချဲတာကိုပေးလို့ရပါတယ်ကျွန်တော်ကဒီမှာ test windows လို့ပဲပေးလိုက်ပါနော်ပြန်ကျွန်တော် next ကိုနှိပ်လိုက်မယ်password ကျွန်တော်မပေးတော့ဘူးပေါ့နော်ဒီမှာတော့ next ကိုပဲတွားလိုက်မယ်ပြီးတော့ဒါမှဒီဟာတွေကကျွန်တော် location နဲ့ firmware device တွေပေါ့နော်ပုံမှန်အဖြစ်တော့ဒီကောင်တွေဖွင့်နေရတယ်ပိတ်လိုက်ရတယ်ပေါ့နော်ကျွန်တော်ပိတ်ပြီးတော့မသုံးရတာပို့ချိုက်တယ်ပြီးကျွန်တော် accept ကိုနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ container သုံးမလားပေါ့နော်ကျွန်တော်မသုံးဘူးပေါ့နော်နာမသုံးတော့နိုင်မယ်အဲ့တော့ကိုသုံးချင်တယ်သုံးလို့ရတယ်ပေါ့နော်ကျွန်တော် set mode တက်ဆိုတော့ဘာမှထွေထူးမလုပ်တော့ဘူးဒီတိုင်း default တိုင်းပဲတွားလိုက်မယ်ပေါ့နော်Okay ဆိုလို့ရှိရင်တော့ကျွန်တော်တို့ setup လုပ်ရတော့ပြီးသွားပါပြီပြီးတော့နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ပေါ့နော် Windows တင်ပြီးလို့မှကျွန်တော် driver တွေမသိဘူးအဲ့လိုမျိုးဖြစ်နေဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုထဲမှာဆက်ပြပြပေးသွားပါမယ် Okay ကျွန်တော် Windows တင်ပြီးသွားပြီဆိုလို့ရှိရင်ပထမဆုံးလုပ်ရမှာကကျွန်တော်ဒီ driver တွေ CG ပေးရမှာပေါ့နော်အဲ driver တွေကတချို့ဆိုရင်ဒီမှာပေါ့နော်ကျွန်တော်ဒီ internet LAN driver တွေပြောင်းနေတယ်နောက်ပြီး sound card တွေပြောင်းနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ right click ထောက်ပြီးတော့မှဒီမှာကျွန်တော် manage ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါတော့ manage ကိုနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်အဲ့ဒီမှာတက်လာလိမ့်မယ်ပေါ့နော်ခဏလေးအဲ့ဒီမှာကျွန်တော်တို့ဒီ device manager ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒီမှာဒီမှာဆိုလို့ရှိရင်ကျွန်တော် internet controller driver ပြောင်းနေပါအဲ့ဒါကိုကျွန်တော်တို့ဒီမှာ right click ထောက်ပြီးတော့မှဒီမှာ update driver ဆိုတဲ့ကောင်လေးနှိပ်လိုက်ပါတော့ပြီးလို့ရှိရင် browse my computer for driver ဆိုတဲ့ကောင်လေးနှိပ်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီမှာ let me pick from a list of available drivers from online computer ဆိုတဲ့ကောင်လေးနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ next ပဲဆက်နှိပ်လိုက်မယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ have a disk ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော် browse ဆိုတဲ့ကောင်လေးနှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနကဒီ my computer ထဲကကျွန်တော်တို့ဒီမှာထည့်ခဲ့တဲ့ C drive ပေါ့နော်ဒီမှာတော့ virtual win ဆိုတဲ့ကောင်လေးနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီထဲမှာကျွန်တော် driver တွေပြန်သွားပြီးတော့ရွေးပေးရမယ်ပေါ့နော် KVM ဆိုတဲ့ထဲကနေပြီးတော့မှကျွန်တော်က Windows 10 Windows 10အဲ့ထက်က AMD 64ဆိုတဲ့ကောင်လေးကိုဖွင့်လိုက်မယ်ပေါ့နော်အဲ့ထက်က net KVM ကို select နှိပ်ပြီးတော့ OK ဆိုတဲ့ကောင်လေးနှိပ်လိုက်မယ်ပြီးတော့ next ကိုပဲဆက်နှိပ်လိုက်ပါမယ်Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ driver success ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ driver install လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ number တက်လာတာတွေ့လိမ့်မယ်ပေါ့ကျွန်တော်တို့ yes ကိုပဲဆက်နှိပ်လိုက်မယ် Okay ဆိုလို့ရှိရင်ကျွန်တော် internet access လည်းရသွားပြီပေါ့နော်ဆိုတော့တကယ်လို့ driver တွေပျောက်နေတယ်ဆိုလို့ရှိရင်ဒီလိုမျိုး install ပြန်လုပ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်